အားလုံးမင်္ဂလာပါဒီနေ့ကျွန်မအားလုံးကိုဘဝနဲ့ပတ်သက်ပြီးအရေးကြီးလေးနဲ့တဲ့အကြောင်းအရာလေးတစ်ခုကိုမျှဝေချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျမတို့ကဘဝမှာအခက်ခဲတွေနဲ့ကြုံလာတိုင်းဒီအခက်ခဲတွေပြီးသွားရင်ငါတို့တော့အေးချမ်းသွားလိမ့်မယ်အဆင်ပြေသွားလိမ့်မယ်ဆိုပြီးတော့ကျမတို့ကမျှော်လင့်နေတတ်ကြပါတယ်တကယ်တမ်းကျမတို့မေ့နေတာကဘဝဆိုတာလှိုင်းတဘိုးတစ်ခုလိုပါပဲလှိုင်းတစ်ခုငြိမ်နေဆိုတာနောက်ထပ်လှိုင်းတစ်ခုလာဖို့အတွက်နှိုးဆော်နေတယ်ဆိုတာကိုကျမတို့ကမေ့နေတတ်ကြပါတယ်အဲ့ဒီအခါမှာငါဘဝကဘာကြောင့်ဒီလောက်နောက်ခက်ခဲနေရတာလဲဆိုတဲ့မေးခွန်းတွေအမျိုးမျိုးထွက်ပေါ်လာတတ်ပါတယ်အဲ့တော့အဲ့ဒီလိုမေးခွန်းတွေထွက်ပေါ်လာရမယ့်အစားငါတို့ရဲ့လက်ရှိစိတ်အခြေအနေကိုပဲတတိနဲ့စောင့်ကြည့်တတ်ဖို့လိုပါတယ်ဥပမာဘဝကပင်လေလှိုင်းလုံးကြီးတွေဆိုရင်ကျမတို့ကဘဝရဲ့တဘာဝလှိုင်းလုံးတွေကိုတော့ရက်တန်းလို့မရနိုင်ပါဘူးတစ်ချိန်တည်းမှာတော့ကျမတို့ဘာလုပ်နိုင်လဲဆိုရင်အဲ့ဒီလှိုင်းတွေကိုဘယ်လိုစီးတက်အောင်သင်ယူမလဲဆိုတာကတော့ကျမတို့လေ့ကျင့်လို့ရပါတယ်ဘဝရဲ့လှိုင်းလုံးကြီးတွေပေါ်မှာသာလှိုင်းစီးတက်အောင်သင်ယူလေ့လာလေ့ကျင့်မယ်ဆိုရင်ကျမတို့ဘဝမှာမြည်သည့်အခက်ခဲပဲလာကျမတို့ကစိတ်ပင်ပန်းမှုစိတ်ညစ်နွမ်းမှုမရှိဘဲအကောင်းဆုံးကင်တွယ်ဖြည့်ရှင်းနိုင်ပြီးရှေ့ဆက်ရှင်သန်နိုင်မှာဖြစ်ပါတယ်ဒါဟာဘဝရဲ့အမှုပညာတရက်ပါပဲ